Hello မင်္ဂလာပါခင်ဗျာဒီနေ့တက်စင်လေးကတော့ကျွန်တော်တို့တောင်းကလာပါမြို့နယ်10ရက်ကွက်ဓမ္မရာဇလမ်း30မှာဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာ6လလုံးကျွန်တော်ရှေ့လက်ရဲနောက်လက်ရဲဝင်ထားပါတယ်ကျွန်တော်လည်းအတူအထဲထဲဝင်ကြည့်အောင်ခင်ဗျာဟုတ်ကဲ့ဒါလေးကတော့မြင်ကြီးတက်လေးပါလို့ဝတ်တက်ကိုတက်ကြည့်အောင်ခင်ဗျာဒါလေးကတော့ဒုတိယတက်ကိုတက်တဲ့ဟာလေးပါလို့ဟုတ်ကဲ့လေမာတိုင်လေးနှစ်တိုင်မှုလေးထည့်ပေးထားပါတယ်ခင်ဗျာကျွန်တော်တို့ဘေးမှာလည်းကပ်ဖုံးလေးတွေထည့်ပေးထားပါတယ်မျိုးစားကျွန်တော်တို့စတီးကိုကျွန်တော်တို့202 1.2ကိုသုံးပေးထားပါတယ်ခင်ဗျာနှစ်လက်မရယ်တစ်ခွဲရယ်ကျွန်တော်တစ်လက်မရယ်ပေါ့ခင်ဗျာဒါလေးရောက်တတိယတက်လေးပါခင်ဗျာဒါလေးရောက်စတုဒ္ဒတက်လေးပါခင်ဗျာဒါလေးကတော့ပြင်စမတက်လေးပါအလေးကကျွန်တော်နောက်ဆုံးမှဟုတ်ကဲ့ခင်ဗျာကျွန်တော်လည်းအတူနောက်ဖေးကျွန်တော်တို့ရေးပေါ်ပေါ်လေးကိုတွက်ကြည့်အောင်ခင်ဗျာဒါလေးကတော့ဒါလေးကနောက်ဖေးပါရေးပေါ်ပေါ်လေးအပေါ်ဆုံးလွာလေးပါခင်ဗျာဒါလေးကကျွန်တော်တို့လေးလွာမြောက်ကဟာလေးပေါ့နော်ဟုတ်ကဲ့ခင်ဗျာလက်ရလေးဒီသက်သက်လေးလုပ်ပေးထားပါတယ်လို့ဒါလေးတော့3လွာမြောက်ကဟာလေးပါဟုတ်ကဲ့ဒါနောက်ဆုံးလွာလေးပါလို့ဟုတ်ကဲ့ဗျာလူချင်းမင်းတို့လည်းကျွန်တော်တို့လင်းလက်ကိုဆက်သွယ်မြင်မြန်လို့ပဲဆိုရင်တော့ပါကေတာမြို့နယ်တန်လင်းချင်းခက်လန်108တောင်မှတ်တိုင်တည်းထဲမှာလင်းလက်ဆိုတဲ့ဆိုင်လေးရှိပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့420 233 9ညခွန်39 998 5338 48နေတို့ဆက်သွယ်မြင်မြန်နိုင်ပါတယ်ဟုတ်ကဲ့ခင်ဗျာအခုလိုအားပေးတဲ့လူချင်းမင်းပေါင်းတို့ကျေးဇူးတင်ရှိပါတယ်